မြန်မာနိုင်ငံရဲ့လူကြိုက်များဆုံးအစီအစဉ်လေဘာအတီးတီးကပြောဆိုင်ကြီး你那飞机呢？飞机飞。နေရာမှာအရင်ကြီးနေတာတခုရှိရတယ်ဟုတ်တယ်ဟဲ့ရှင်ဟဲ့ဒီနေပြီဒါပဲယောက်ျားမဆန်ဘူးဖြစ်နေတယ်တွဲနေတယ်စလုံးကလည်းလိုလေးလေဟေးကောင်းလို့ကလေးကိုခိုင်းလို့လေးကောင်းသူ你那不阿哥得有门，有我的。谁说？没也没理他。အေးဘာလို့မိုက်ကိုပဲပဲနဲ့ကြိုက်ထားတယ်အေးချစ်ချစ်တော့ချက်ချင်းတက်လိုက်တယ်ငိမ့်လိုက်စမ်းငိမ့်လိုက်စမ်းကိုရဲ့ရုံးမှာမပေါ်တော့လို့ရတော့ပိုင်းတကောဆိုရင်ပိုင်းတကောအပြောပိုင်းတကောလမ်းလျှောက်ကြပိုင်းတကောရဲ့အမှုပြအဲ့လိုတွေကိုတိုင်းနေခံမှန်းလို့မရအောင်စားလည်းဒီလိုပဲတွားလည်းဒီလိုပဲနေတယ်အိမ်မှာနေလည်းဒီလိုပဲနေတာ30ကျိုးတွေစိတ်သားကြောက်ဆိုပြီးလို့ပြောပြပေါ့နော်အဲ့ဒါခံရတာမင်းသမီးတက်လက်ပေါ့လေရင်ကျက်ခဲ့ရတဲ့ကောင်မလေးကိုပုံစံတူတာရအောင်哎呦！拜拜了。拜拜。好拜拜。ဘောလုံးကန်နေနေနဲ့လေဘောလုံးကန်ဦးနဲ့နောက်တနေရာနှစ်ယောက်တည်းတူသွားဘူးလားဒီပါဦးသိနေတာလေသူမမြင်ရတဲ့နေရာတို့ကလက်ခေါင်းအောင်တက်တာဒီလိုဟိုအားတွေလက်ခေါင်းနဲ့တက်ပြီးသုံးရမှာပရဲပေါင်းနဲ့တက်ရတာဟုတ်တယ်ကျွတ်တယ်လားတော့တယ်နော်တော့နောက်ဆုံးမြို့တော်ပြင်နေသေးတာဟုတ်တယ်ကလေးများကြည့်လို့ကျွန်တော်ထောင်းအိပ်ပြီးရှက်ကိုကစိတ်ညစ်စရာရေလို့ခင်မိပါဒါပေမဲ့အဲ့စိတ်စရာတော့တစ်ချိန်တည်းရိုးစရာဖြစ်တော့မှသိကြ谁送到这个？